number 1ချက်ချမ်းသာခြင်းစိတ်ရှိဖို့လိုပါတယ် number 2ချက်ချမ်းသာခြင်းကြောင့်တရားတွေကိုဖန်တီးယူရတယ်စူးစမ်းယူရပါမယ်ခင်ဗျာ number 3ချက်သူတော်ကောင်းကိုပေါင်းရပါမယ်ပညာရှိကိုပေါင်းရပါမယ်စီးပွားရေးလုပ်တဲ့သူကိုပေါင်းရပါမယ်တကယ်အောင်မြင်နေတဲ့သူကိုပေါင်းရပါမယ်အဲ့အပေါင်းအသင်းမရှိရင်မရပါဘူးအဲ့ဒါ3ချက်ရသွားပြီ number 4အရေးကြီးဆုံးချက်ဘာလဲဆိုတော့မိမိဟာကားဘော်ဒီပညာတတ်တယ်ဆိုရင်ငါကားဘော်ဒီနဲ့ပဲလှုပ်ရှားမယ်လို့မတွေးထားနဲ့မိမိဟာကားစေးတုတ်တတ်တယ်ဆိုကားစေးတုတ်တစ်ခုတည်းနဲ့လှုပ်ရှားမယ်လို့မတွေးထားနဲ့မိမိဟာဆိုင်ကယ်ဝက်ရှော့ပြင်တတ်တယ်ဆိုဆိုင်ကယ်ဝက်ရှော့တစ်ခုတည်းနဲ့ပြင်စားဖို့မစင်စားနဲ့လက်သမားတတ်တယ်ဆိုရင်လက်သမားပညာတရက်တည်းနဲ့လှုပ်ရှားဖို့မစင်စားနဲ့စောက်တူခါကုန်းမရမုံတဲ့လက်သမားဆရာတဲ့လက်သမားလေးတွေအဲ့လိုနေရွက်နဲ့လိုက်လုံရင်းနဲ့အပြက်လေးတွေလိုက်လုံရင်းနဲ့ဒီသူထုနေတဲ့ဒီစောက်ထွင်းသားထွင်းတဲ့စောက်ကြီးရတာအဲ့စောက်တန်ရတာသူကတိုးလာတယ်တဲ့လူကလုံးလုံးရင်းနဲ့ခါကုန်းပြီးတော့နောက်ဆုံးမရှာဖွေနိုင်တဲ့ကမရမုံတတ်တယ်တဲ့စောက်တူခါကုန်းမရမုံတဲ့အလကားပြောတတ်တာမဟုတ်ဘူးဗျဘော်ဒီဆရာတွေကျွန်တော်တငယ်ချင်းတွေဘော်ဒီဆရာတွေခုချိန်ကြီးဘော်ဒီဆရာပဲဗျဘော်ဒီပညာသင်ရင်ဘော်ဒီလုပ်ရင်းနဲ့ကားပွဲစားလုပ်တတ်ရမယ်ဗျဝယ်ရောင်းလေးတွေလုပ်တတ်ရမယ်ဗျပြီးရင်စူးလေးနဲ့ဆင်ပြီးကားအုံတာဖြစ်အောင်လုပ်ရမယ်ဗျပြီးရင်ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆက်နွယ်တာလေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးကိုချဲ့ထွင်တတ်ရမယ်ဗျရောင်းဝယ်တွေအုံနာကြီးလာတယ်အုံနာကြီးကားလေးကဘယ်လောက်ရောင်းကျင်တာတော့ဝယ်တဲ့သူလာတို့အုံနာကြီးရောင်းပါတဲ့ဒီလိုမျိုးတွေသွားတာကျွန်တော်ကားပွဲစားကောင်းကောင်းဖြစ်သွားတာကျွန်တော်ကကားရောင်းဝယ်မှာကျွမ်းကျင်တဲ့ကားပွဲသားတူဖြစ်သွားတာဗျအဲ့ဒါဘော်ဒီဆရာဆိုပေမဲ့ကျွန်တော်နောက်ပိုင်းဘော်ဒီမထူရတော့ကျွန်တော်တပည့်တွေကိုပညာတတ်အောင်သင်ပြီးဆွဲတင်ပြီးတော့သူတို့ကိုကျွန်တော်လက်တော့နေရခန့်ကျွန်တော်ညီလေးကခေါင်းဆောင်လို့အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ကျွန်တော်ကအပြင်ထွက်လို့ရင်းနဲ့ကားထုတ်လို့ရေးပိုင်ရှင်ဖြစ်အောင်ကျွန်တော်စူးစမ်းလာတာလေတဖြည်းဖြည်းနဲ့အဲ့လို step by step သွားတာခင်ဗျဘော်ဒီဆရာဘွားနဲ့ပဲကျွန်တော်ဘော်ဒီပဲထုစားရင်ကျွန်တော်တိုးတက်ဘူးဗျကြီးဝါနိုင်ကျွန်တော်စားနိုင်တောင်းနိုင်ရင်ကိုလည်းကျွန်တော်ပြီးကြကျွန်တော်ဘော်ဒါတွေကျွန်တော်တကယ်ချင်းနေလေခုချိန်ကြီးဘော်ဒီဆရာပဲဗျတချို့ကိုယ်ပိုင်ဝမ်းမှန်မရှိသေးဘူးငါဖွင့်ထားတော့ရှိသေးတာဒါအဓိကပြောလို့တာကတော့ခုအချက်၄ချက်မှာနောက်ဆုံးတစ်ချက်ကမိမိတက်ထားတဲ့ပညာရဲ့တစ်ခုမိညမ်းပြီးတော့ထောင်လိုက်မချင်းနဲ့တဲ့ကျွန်တော်လာရှိုးအုံနာကြီးကိုသိဟန်ကြီးပြောပြီးမင်းတက်တဲ့ပညာရဲ့နဲ့ဆက်သောအရာတွေနဲ့ဒီလိုလျာလိုက်ချေရတယ်စီးပွားရေးကလျာလိုက်ချေရတယ်ထောင်လိုက်မချင်းနဲ့ထောင်လိုက်ချင်းလဲမှာပဲမင်းမကျွမ်းကျင်တဲ့လုပ်ငန်းမင်းကားဘော်ဒီပညာနဲ့ပြီးတော့တဲ့မင်းမကျွမ်းကျင်တဲ့လုပ်ငန်းကျွန်တော်ဘာချက်လိုက်တာလဲဆိုတော့ကျွန်တော်ဂျာနယ်လုပ်ငန်းဂျာနယ်ထုတ်လိုက်တယ်မင်းဂျာနယ်ထုတ်လိုက်တော့မင်းကျွမ်းကျင်တဲ့လုပ်ငန်းမဟုတ်မင်းထောင်လိုက်ကြီးသွားချေတာလေကွာအဲ့ကြောင့်မင်းရှုံးတာလေတိတ်တရားရှုံးတယ်ဒါပြောပြတာအဲ့လိုမျိုးကိုကျွမ်းကျင်တဲ့လုပ်ငန်းမဟုတ်တဲ့ခါမှာရှုံးတတ်တယ်ကျွမ်းကျင်တဲ့လုပ်ငန်းနဲ့ကိုလုပ်ငန်းလေးနဲ့ဆက်တဲ့လုပ်ငန်းကိုချဲယူသွားမယ်ဒါကြီးပွားတိုးတက်ခြင်းကြောင်းတရားကိုပြောချင်တာပါအဲ့ကြောင့်ညီလေးညီမလေးတို့လူတိုင်းဟာကြီးပွားနိုင်စရာအကြောင်းရှိတယ်ကြီးပွားခြင်းစိတ်ရှိဖို့ပဲလိုတယ်ကြီးပွားတိုးတက်အောင်လမ်းစာမရတဲ့နည်းနဲ့ရှာဖွေတတ်ဖို့သူများအိတ်ချိန်ဒီမှာမအိတ်နဲ့သူများစားချိန်ဒီမှာမစားနဲ့သူများနားချိန်ဒီမှာမနားနဲ့သူများစားခြင်းတယ်လို့မစားခြင်းနဲ့ရောင်ရဲတင်းနေနိုင်စွမ်းရှိရကိုမှမပြည့်စုံနေတာမျှတလေးနဲ့တပ်ပိုင်ရတင်အောင်စားမယ်သုံးသိန်းတော့ပဲသုံးမယ်ရှာဖွေနိုင်တော့စူးစမ်းပြီးရှာဖွေမယ်စီးတဲ့ဥစ္စာစုဆောင်းအောင်မယ်ပြီးရင်စုဆောင်းတဲ့အရာလေးတွေကိုခိုင်မြဲအောင်တည်ထားအောင်စူးစမ်းပြီးတော့ထိမ့်သိမ့်ထားရမယ်အဲ့ဒါပြီးတော့မှလုပ်ငန်းကိုအလျားလိုက်လေးတွေချက်ထွင်ထားရမယ်ရေဦးစင်အောင်3000ရှိရင်1000ရရင်လဲမှာလေအဲ့တော့1000ကရရင်1000ကထောက်ထားသလိုစီးပွားရေးကတစ်ဘက်ကမဝင်တစ်ဘက်ကဝင်တစ်ဘက်ကမဝင်တစ်ဘက်ကဝင်နေဆိုတော့လုပ်ငန်းလေးအဲ့လိုလေးလောဘနဲ့တော့မလုံးသင့်ဘူးပေါ့နော်ဒါပေမဲ့စနစ်တကျလေးပေါ့ကိုချက်နိုင်တဲ့အရာလေးကျွန်တော်ကာဘော်ဒီဆရာနဲ့ကားပွဲစားကားစင်ရောင်းစင်ရောင်းလုပ်တယ်တင့်တော်တဲ့ကားလေးတွေကွက်ကြံလေးတွင်ကောက်တယ်ပြန်ရောင်းတယ်စွန်နွားကားဘော်ဒီဆရာလည်းဝင်တယ်3000လीဒါပါပဲပြောကြီးပွားတိုးတက်ဆရာအကြောင်းအနေနဲ့အဲ့လိုမျိုးဖြစ်လာပါတယ်လို့အဲ့ဒါကြောင့်ညီလေးညီမလေးတို့အားလုံးစီစဉ်ဥစ္စာကိုကြိုးစားရှာဖွေရမယ်ချမ်းသာခြင်းကျင်းသိရှိရမယ်ဖြက်လန်းနဲ့မလိုက်ရဘူးနှလုံးသုံးလုံးနေမထိုးနဲ့အလောင်းကစားတွေမလုံးနဲ့နော်အဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုတွေပြုမိမိဒိဋ္ဌာန်တွေဝင်အဲ့ချိန်ကတော့လူငယ်တွေတဘာဝကတော့ဒိဋ္ဌာန်တွေဝင်ငါတော့ဘုံတော်ကိုပါတွေရွတ်မယ်
ငါတော့ပဋ္ဌာန်းနေရွတ်မယ်ပရိဒီစိတ်မယ်တရားတွေထိုင်မယ်အဲ့လိုလို့ပြီးဆွန်ခံနေလိုက်တယ်ကုသိုလ်တွေပြုတယ်အဲ့လိုလို့ကုသိုလ်ဘက်ကလည်းကံမြင့်လုပ်ငန်းဘက်ကလည်းကြိုးစားရင်သူ့ရဲ့ချိန်ခါတင့်ပြီဆိုရင်ကြီးပွားတိုးတက်စရာအကြောင်းတွေရှိပါတယ်လို့အဲကြောင့်ညီလေးညီမလေးများအားလုံးလုပ်ငန်းလေးတွေရိုးရိုးသားသားလုပ်ငန်းလေးတွေဆိုရင်ရှာဖွေတဲ့လေထမျက်စိကိုဖွင့်နားကိုဆွင့်ထားတတ်ပါစေလို့ဒီနေ့ကနေအကြံကောင်းပြီးညီကုန်းချုပ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကြီးပွားတိုးတက်ပါစေမိသားစုလူကြီးပြည့်စုံနိုင်ပါစေ